ဒီနေ့ခေတ်ဘောလုံးပွဲခန့်မှန်းသူတွေလောက်ကတော့2010ကမ္ဘာဖလားပြိုင်ပွဲမှာနာမည်ကြီးခဲ့တဲ့ဝဲသဲလီကပြင်းတာပေါ့ဒီဝဲသဲလီပေါ်ကိုအားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်ဂျာမနီနိုင်ငံကအန်နဝါပြတဲ့တစ်ခုမှနေထိုင်တဲ့တာမန်ရေပွဲလေးတစ်ကောင်သာဖြစ်ပေမဲ့လေ2010ကမ္ဘာဖလားရောက်လာတဲ့အခါမှာတော့ကမ္ဘာကျော်ဟောကိန်းပညာရှင်ဖြစ်လာခဲ့တာပါပွဲမစခင်မှာတာဝန်ရှိသူတွေကပြိုင်မဲ့နှစ်သင်းရဲ့အလံတက်ထားတဲ့ဖန်တစ်တာနှလုံးကိုရေကန်ထဲချထားပြီးတော့တစ်တာထဲမှာအစာထည့်ထားပါတယ်ဘောကဘဲတစ်တာကိုအရင်သွားဖွင့်စားတယ်လဲဆိုတာကိုကြည့်ပြီးတော့အနိုင်ရမယ့်အသင်းကိုခန့်မှန်းခဲ့ကြတာပါဘောဟာ2010ကမ္ဘာဖလားမတိုင်ခင်ကတည်းကခန့်မှန်းမှုတွေလုပ်နေခဲ့တာပါ2008ခုနှစ်ဥရောပဖလားပြိုင်ပွဲမှာလည်းဂျာမနီအသင်းရဲ့ပွဲစဉ်တွေကိုခန့်မှန်းခဲ့မှုပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကတော့တဘာနုသေးတာကြောင့်မြန်မာပြည်ကကိုတစ်စာလိုပဲလွဲတာများပြီးတော့လူသိမ့်မသိခဲ့ကြပါဘူး2010ကမ္ဘာဖလားရောက်မှသာဘောရဲ့ကန်ဂျမာကပြောင်းလဲသွားခဲ့တာပါအစပိုင်းတုန်းကတော့လူတွေကဒီဟာကိုပြောစရာအစီအစဉ်တစ်ခုလောက်ပဲထင်ခဲ့ကြပါတယ်ဒါပေမဲ့အားအသင်းစရာကောင်းတာကဘောရဲ့ခန့်မှန်းချက်တွေကကိုတစ်စာခန့်မှန်းချက်တွေလိုဘက်ကန်စရာမလိုဘဲနဲ့တပွဲပြီးတပွဲမှန်လာခဲ့တာပါ2010ကမ္ဘာဖလားအရောက်မှာတော့ဂျာမနီအသင်းရဲ့ပွဲစဉ်6ပွဲစလုံးကိုမှန်ကန်စွာခန့်မှန်းနိုင်ခဲ့တယ်လို့ဘောလုံးပွဲမှာစပိန်ကနယ်သာလန်ကိုအနိုင်ရမယ်လို့ခန့်မှန်းခဲ့ရမှာလဲကွက်တီမှန်သွားခဲ့ပါတယ်စုစုပေါင်း10ပွဲဆက်တိုက်မှန်ခဲ့တာကြောင့်ကမ္ဘာတဝန်းကသတင်းဌာနတွေဘောလုံးပရိသတ်တွေနဲ့ဘောပွဲခန့်မှန်းတဲ့ဆရာကြီးတွေအပြင်ဘက်တင်သမားတွေကတော့သူ့ကိုစိတ်ဝင်စားစောင့်ကြည့်လာကြပါတယ်10ပွဲဆက်တိုက်မှန်ခဲ့တဲ့အချိန်မှာလူတွေကဒါဟာတိုက်ဆိုင်မှုတက်လားဒါမှမဟုတ်ဘောမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိနေတာလားဆိုပြီးအငင်းပွားလာကြပါတယ်ဒီပေါ်မှာအန်နဝါဗေဒပညာရှင်တွေကတော့ရိုးရှင်းတဲ့အဖြေပဲပေးခဲ့ပါတယ်သူရွေးတဲ့ဘက်ကအလင်းရောင်တစ်တာအနေထားဒါမှမဟုတ်သူ့ရဲ့သဘာဝအမှုအကျင့်တွေကြောင့်ဖြစ်နိုင်တယ်လို့ရှင်းပြခဲ့ကြပါတယ်ဒါပေမဲ့ဘောလုံးပရိသတ်တွေကတော့ဒီရှင်းပြချက်ကိုတိတ်ဆိတ်ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာကနောက်ပွဲမှာဘောကဘယ်အသင်းကိုရွေးမလဲဆိုတာပဲဖြစ်ပါတယ်ကမ္ဘာမီဒီယာတွေကနေ့စဉ်ဖော်ပြခဲ့ကြတယ်သတင်းတောက်တွေကဘောရှိတဲ့ဂျာမနီကအန်နဝါပြတိုက်ကိုတွားရောက်ပြီးတော့တကူးတကသတင်းယူကြရပါတယ်အဲ့တော့2010ကမ္ဘာဖလားမှာသူ့အကြောင်းကိုဖော်ပြတဲ့သတင်းတွေကကစားသမားအချို့ထက်တောင်ပိုများခဲ့ပါသေးတယ်။ရေပွဲတစ်ကောင်ရဲ့ရွေးချယ်မှုကိုလူတန်းပေါင်းများစွာကစောင့်ကြည့်နေကြတာဟာအဲ့ဒီခေတ်ကမယုံနိုင်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘောကြောင့်စိတ်ဆိုးသွားတဲ့သူတွေလည်းရှိခဲ့ပါတယ်။ဂျာမနီရှုံးမဲ့ပွဲတွေကိုကြိုတင်ခန့်မှန်းခဲ့တဲ့အတွက်ဂျာမန်ပရိသတ်အချို့ကတော့ဘောကိုဟာတာဆန်ဆန်ချက်စားပြစ်မယ်လို့တောင်ပြောခဲ့ကြပါတယ်။2010ခုနှစ်အောက်တိုဘာလမှာတော့ဘောဟာအသက်2နှစ်ခွဲအရွယ်နဲ့တည်ဆုံးသွားခဲ့ပါတယ်။နောက်ထပ်ရေပွဲတွေကြောင်နေစင်နေကလအုပ်တွေကိုအသုံးပြုပြီးတော့ပွဲရလက်တွေကိုခန့်မှန်းခဲ့ကြပါတယ်။ဒါပေမဲ့ဖောလောက်တော့လူတွေအထူးဆန်းမဖြစ်ကြတော့ပါဘူးငါဒီဘက်လုံးကြီးလို့စားတာနော်လူမသားတွေဆွတ်ဆက်လောင်းပြီးကိုတော်သားနဲ့ကိုပဲတည်ဆုံးသွားပြီးတဲ့နောက်ပေါ်ရဲ့အမှတ်တရပေါ်တဲ့ Autopass Memorial ကိုဂျာမနီမှာတိစောက်ထားပါတယ်ဒီအဆောက်အဦမှာပေါ်ရဲ့ပုံစံနဲ့ဘောလုံးတစ်လုံးကိုလည်းထည့်သွင်းဖန်တီးထားပါတယ်ဒီနေ့ထိကမ္ဘာဖလားသမိုင်းကိုပြန်လှန်ကြည့်ရင်အကောင်းဆုံးဂိုးတွေအံ့ဖွယ်ကာကွယ်မှုတွေကမ္ဘာကျော်ကျယ်ဝင့်ကစားသမားတွေနဲ့ချန်ပီယံတွေကိုတွေ့ကြရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီသမိုင်းစာမျက်နှာတွေကြားထဲမှာဘောလုံးမကန်ဘူးစကားမပြောဘူးတဲ့ရေပွဲတစ်ကောင်ရဲ့နာမည်ကလည်းအမြဲတမ်းရှိနေအောင်ပါ